တပတ်မှာတစ်ချိန်ထက်တောင်မှပို့ပြီးတော့မရွတ်တဲ့ငွေအဝင်အကျန်းဆုံးလက်အပွင့်ဆုံးပတ်စံအရာဆုံးဆိုတဲ့ဂါရာတစ်ပုဒ်ကိုပြပြမယ်နော်အဲ့ဒီဂါရာကိုရွတ်ဖက်လိုက်တာနဲ့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကိုနဲ့တော်ဆိုင်ခဲ့ပြီးတဲ့ဆွေတော်မျိုးတော်တွေကိုယ့်ရဲ့အဆောက်အအုံပုံကိုယ်တွေမြင်အပ်မြင်အပ်ပုံကိုယ်တွေကကြားသိပြီးတော့ကိုခက်ခဲနေတဲ့ပြဿနာငွေရေးကြေးနဲ့ပတ်သက်တဲ့လက်လာပါပိုင်းဆိုင်ရာကိုဖွင့်လန်းပေးပြီးတော့အလိုရှိရာကိုပြည့်စုံစေတယ်ဆိုပြီးတော့ယုံကြည်ကြပြီးရှေးခေတ်ကာလတွေကနေပြီးတော့ပရပိုက်တချို့မှာမှတ်တမ်းတင်လာတာကိုတွေ့ရပါတယ်နော်အဲ့တော့ကျွန်တော်ခုညဝေပေးမဲ့ဂါရာကိုတပတ်ကိုတစ်ချိန်ပဲရွတ်ပါမိမိရဲ့မွေးနေ့မှာရွတ်လိုက်တော့နော်ရားနေပါရှစ်ခိုးပြီးတော့အဲ့ဒီဂါရာတော်မြတ်ကိုတချို့ကတော့ပတိတစ်ပတ်စိတ်လိုက်တယ်တရားရှိကောက်ရွတ်တာပေါ့တချို့ကတော့အများကြီးမရွတ်နိုင်တော့ကိုးကောက်ရွတ်တယ်ရတယ်စိုက်တဲ့လောက်ရွတ်လို့ရတယ်အဓိကတပတ်မှာတစ်ချိန်ထပ်တာမှပို့ပြီးတော့မရွတ်သင့်ဘူးနော်ဘာလို့ပို့မရွတ်သင့်လဲဆိုတော့အင်တန်မှငွေမတရားဝင်တယ်အဲ့တော့အဲ့လိုမျိုးဝင်လာတဲ့အမျှလေအလှူဒန်းပြုပေးရတယ်နော်အဲ့တော့သူ့ရဲ့ပရပိုက်မှာသတ်မှတ်ထားတဲ့အတိုင်းတပတ်ကိုတစ်ချိန်ပဲရွတ်ပေးရတယ်ခါရာကတော့အရှိန်မဟုတ်ပါဘူးအရဟံဝိဇ္ဇာဇယံမေဒေတုဆိုတဲ့ခါရာနော်အရဟံဝိဇ္ဇာဇယံမေဒေတုဆိုတဲ့ခါရာလေးကိုတပတ်ကိုတစ်ချိန်ပဲရွတ်မိမိရဲ့မွေးနေ့မှာရွတ်နော်ကိုးကောက်တတ်နိုင်တဲ့သူကကိုးကောက်ရွတ်ပတိတပတ်စိတ်နိုင်တဲ့သူပတိတပတ်စိတ်ပတိတပတ်ဆို108ခေါက်ရွတ်108ခေါက်ပတိစိတ်ပြီးတော့လိုရာဆုတောင်းနော်တချို့ကအများကြီးမရွတ်နိုင်ဘူးပတိတပတ်လည်းမစိတ်နိုင်မအားဘူးဆိုကိုးကောက်ပဲရွတ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးခက်ခဲနေတဲ့ကိစ္စတွေဆုတောင်းရနော်အဲ့လိုမျိုးတပတ်ကိုတစ်ချိန်ပဲရွတ်လိုက်တာနဲ့တိတိတတာနဲ့ကိုလက်လာပါတွေဖွင့်ပြီးငွေတွေရွှင်ငွေတွေဝင်လာတာဟာပွဲတွေလက်တွေပါပဲကျွန်တော်ရဲ့ပြိတ္တတချို့နဲ့အတိမိတ်ဆွေတချို့ကိုလည်းကျွန်တော်မျှဝေတဲ့အခါမှာအသုံးပြီးတော့ရွတ်ဖတ်ပြီးတော့ယုံကြည်တဲ့အခါမှာအင်တန်မှစွမ်းတယ်ထူးခြားတယ်ငွေတွေရွှင်တယ်လက်တွေပွင့်တယ်မတရားလုပ်ငန်းစည်းဝါးတွေဖြစ်တော့အဆင်ပြေတယ်တချို့ဆိုအကျွေးတွေအားလုံးမှာခြေသွားတယ်အကျွေးကြည်တယ်ဆိုတော့ဘာလို့ခြေရလဲလက်ပွင့်လို့ခြေတာပေါ့ပတ်စံတွေရလို့အကျွေးခြေတာပေါ့နော်ငွေတွေရွှင်လာတယ်စည်းဝါးကြီးမှာအဆင်ပြေတယ်လက်လာပါပွင့်ပြီးတော့ငွေမတရားဒလဟောဝင်တယ်အဲ့တော့အဲ့ဒီကာလာကိုတပတ်ကိုတစ်ချိန်မဲရွတ်ပါလွေရစူတောင်းမှာအင်တန်မှလက်ပွင့်ပါတယ်နော်